တော်နာမည်ကတော့2 game ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုရင်တော့အဲ့ဒီဒန်ယိုသောကဘာတွေကျွန်တော်အလဲရောက်နေတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒန်ယိုသောရဲ့ကဘာထဲမှာဘာတွေရှိလဲဆိုတော့ကျွန်တော်တွားရောက်ပြီးတော့စူးစမ်းလေ့လာခြင်းသိနေဖြစ်ပါတယ်ကျွန်တော်ဒီကာရိုက်တာကြတော့ကျွန်တော်မိန်းကလေးကာရိုက်တာဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်ကာရိုက်တာကတော့ချင်းကောင်းလားမချင်းကောင်းလားမသိဘူးကျွန်တော်မချင်းတော့ပါဘူးကြာအဲကြောင့်မို့ကျွန်တော်တီးခံပြီးတော့ကြည့်ပေါင်းဆိုကြပါတယ်โอเคဒီရှေ့မှာဆိုရင်တော့ဒီကလောက်လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ကစပြီးတော့ဒန်ယိုသောကဘာတွေရောက်မှာဖြစ်ပါတယ်ဒီမနှိပ်လေးကိုကျွန်တော်တားပြီးတော့ရှောက်ပိုက်ပြီးတော့လေ့လာအောင်မယ်ဟိုးမှာဆိုရင်မသိလားဒါဒန်ယိုသောအယိုးကြော်တွေမိုက်တော့မှာအကြည့်လိုက်ဒါဒန်ယိုသောအယိုးကြော်တွေအိုးဟိုးမှာကြီးပဲတော့ကြည့်ဘရိုမကြည့်ဒီဒန်ယိုသောအယိုးကြော်အကြီးပဲအိုးဒါရိုးကြော်အကြီးပဲနော်ဒီရိုးကြီးအိုး shit မိုက်လိုက်တာဒီဒန်ယိုသောပုံစံကိုကျွန်တော်သိရပါလေဒီကောင်ကနာမည်ပါလေကျွန်တော်မေ့နေဒီကောင်ကဟိုဗလေသူ့နာမည်ခေါ်ထားရပြဘယ်လိုလဲမသိဘူးဒန်ယိုသောနာမည်မေ့နေရဲ့ငါဒန်ယိုသောကမကြည့်ရအောင်ကြာနေပြီဒီကောင်ကတော့ကျွန်တော်မသိဘူးပေါ့နော်ဘူးလဲဆိုတော့ဒီဒန်ယိုသောနာမည်ကတော့အော်မိုက်တော့အိုးဒန်ယိုသောပြန်ဒီမှာကြည့်လိုက်ဟုတ်တယ်ဒန်ယိုသောပြန်ကဲဆိုတော့ကျွန်တော်ဗီဒီယိုပြောအေးဒီကျွန်တော်ကဲကျွန်တော်ရိုးချော်လေးလေးလာပြီဆိုအခါသားကပါလေတော့ဖို့စလိုက်အောင် let's go Good morning students my name is Professor Echo and welcome to our wonderful school What the fuck I'm so glad you can join me here because this is a very special place that I'm excited to share with you Today I will teach you how to be something called a paleontologist blah 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 in a brand new and exciting way အညီကွာသူကနားကြီးတယ်ဘာပြောနေလဲမဆောင်းနားကြီး dinosaurs နားကြီးရဲ့အဲ့ဖွားကြီးဘာပြောနေအဲ့ဖွားကြီးပြောနားကြီးရဲ့ဖွားကြီးငါတန်ညတော့ကမှတွားကြည့်နေမှာပဲ To do this ကွာလေကြောရှိရကွာဒီဖွားကြီး shovels and brushes that let them dig up incredible bones called fossils They can study these and learn even more about the dinosaur ဆောင်းနာကျွန်တော်အဖွားကြီးကဘလာပြောဝဲတော့မှာကျွန်တော်ဘယ်လဲမသိဘူးရောက်လာတယ်ဒန်ညိုတော့ကမှကြီးတော့ရောက်လာတာမသိဘူး important information နဲ့ဖတ်ကြည့်အောင် notebook တဲ့ okay ဖတ်ကြည့်အောင် let's go ဆက်ပါမယ် yes ကျွန်တော်ဘလာရေးထားတဲ့ဘလာစာအုပ်ဆိုတာလားမသိဘူးဖတ်ကြည့်လိုက်အောင် Hello player you will pre-trust or the destination and plan you are fine through the map make sure the original damn page to dinosaur page be black dinosaur okay ကျွန်တော်တွေ့ခဲ့တဲ့ dinosaur မျိုးသားတွေမှတ်ပြရမယ်တဲ့အရင်ကတန်ရှင်းတပ်ပါရက်ပတ်လုံးနဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့အမျိုးတူခြုံနေတယ်ဖြစ်ပါတယ်ကြကြီးနဲ့ညက်ပြရမယ်လို့ပြောပါတယ်ပြည့်လေကွာဆောက်ရှက်မကွန်းနဲ့ညဘာလို့လဲဟာညဘာလို့လဲဘာတော့ဟာမလေးကကြီးနဲ့ပြရမယ်လို့ပြောတာလေဆောက်ကွေးပဲဘလို့ညမှာငမညက်တော့ဟာမြန်မာနိုင်ငံသားပြီကွာတက်လို့ရရင်ကောင်းပါလေဘလို့ကြည့်လိုက်ရေကောင်ကိုကြည့်လိုက်ကြည်လက်တော့မှတောင်းလင်းတင်းရှင်းတာပဲစောင်းရင်ကြည့်လို့ကောင်းတယ်โอเคကျွန်တော်ဒီမှာဒါပေါ့နော်မပထမဆုံးတွေ့ရတဲ့အပင်ကတော့စောင်းတဲ့မမရမယ်ဆိုတော့ကြောင့်မို့မရဲ့မောင်လေးစားတဲ့မြက်တွေတွေ့ရတယ်ပေါ့နော်โอเคဒါကြောင့်မို့ကျွန်တော်စားဦးတယ်မှာဒန်ညိုစောလက်ထဲမှာဒန်ညိုစောဖြစ်အောင်လက်တော်ဖြစ်အောင်ပြပါလေဟိုကလက်အစားရောရေးဘာရှောက်လို့ကောနော်โอเคကျွန်တော်ပြေးတူရပြေးတူသွားမယ်ပြေးတူโอเคဒီမှာ plan လက်မှာ MA မှာ MG မှာ LAY လေး SAR စာပြီး AD တဲ့ GRASS grass ကျွန်တော်ပထမဆုံးတွေ့ရတဲ့အရာမှတ်တမ်းတင်လိုက်ပြီပေါ့နော်အောင်အောင်မြင်မြင်နဲ့စစ်ရေးတိုးကေးရောက်နေပါတယ်ဘာလို့လဲဆိုတော့သူကမှပြဘယ်လောက်ဖြက်ကိုဒီချုံကမရအောင်ဖြစ်နေဒါကြောင့်မို့ကျွန်တော်တို့ဒါဖြတ်လို့မရဘူးပေါ့နော်ဒါကြောင့်မို့တော့စစ်ရေးကိတ်လို့ကျွန်တော်ပြောပြပါတယ်ကဲဘရိုရေကျွန်တော်ကတော့ဒီကကြီးရေးတယ်တော့ကျွန်တော်အများကြီးတော့တွားတောင်းလာခဲ့ပြီပေါ့နော်သူပြောတာတော့ဒီဘက်ကန်တပန်းကျွ
ဒီဘက်ဒီတောင်ကြီးကိုတစ်ခုလုံးကြော်သွားရင်တဲ့အဲ့ဒါမှဒန်ညိုသောအများကြီးတွေ့လိမ့်မယ်တဲ့အိုးကျွန်တော်သူကြောက်နေတော်လေးတော့ကြောက်လာပြီကျွန်တော်တကယ်ဟောမဟုတ်သွားတာတကိုသွားကြည့်မှသိမှလည်းအဲ့ကြောင့်ကျွန်တော်အိတ်ကက်ကန်အောင်ကြော်ပြီးတော့သွားကြည့်ကြည့်လိုက်အောင် let's go ဒီမှာလည်းကြည့်လိုက်အောင်ဒန်ယိုသောကောင်ကြီးအယူကြောက်ကြီးလေဒန်ယိုသောအယူကြောက်ကြီးကြည့်လိုက်အောင်အိုးဒန်ယိုသောတာဒန်ယိုသောကပါဆိုတော့ကြောင့်ဒန်ယိုသောကြီးတေထားနေမှာနားမှာโอเคကျွန်တော်ရှေ့နေနဲ့ဆက်သွားကြည့်လိုက်အောင် let's go အဲ့တော့ barrier ကြီးတွေကဟာတယ်အဲ့ what the fuck အေးပါကွာ barrier တွေကဟာတယ်ငါဘယ်လိုသွားမှာသူပြောလို့သူပြောလို့ငါသွားရပဲလေကွာ barrier တွေဘာလို့ကာတာဒါပါပင်ကြီးတော့အော်ဒီပင်ကြီးကမိုက်တယ်ကွာအဲ့ကြီးကခေါ်လို့မရတဲ့ပင်ကြီးဘယ်လိုသွားမှာတော့နည်းနည်းလေးသွားမေးကြည့်လာမယ်အောက်ကိုဒါပါကြီးတော့ချာလေးတူရှိနေမှာကျွန်တော်ဒီဦးလေးကိုသွားပြီးတော့မေးကြည့်လိုက်တော့ဆောနာဟိုဦးလေးလမ်းညွှန်တဲ့တိုင်ရောက်လာအိုးဟိုမှာကြည့်တာဒန်ယိုသောပြအကြီးလာလိုက်တာမဟုတ်ကြည့်တာကိုလာလိုက်တာဒီကောင်ဒုက္ခပေးပါလားမသိဘူးမပေးတော့အိုးရှစ်ကြောက်လာဒီတိမ်မောက်ထားတယ်ကျွန်တော်ဒီတိုင်ရောသောပြန်ရေးတော့ကျွန်တော်အများကြီးတွေးခဲ့ပြီပေါ့နော်ကျွန်တော်တဲ့ဘင်းကြီးကဘာတွေးရအောင်မလဲမသိဘူးပြီးတော့ဒီဥလေးကဘာလဲမသိဘူးကျွန်တော်ပြီးအော်ပန်းလေးတွေပြအေးစိုက်ရိုးကြီးကပါလာတဲ့ပန်းလေးတွေကျွန်တော်ယူလာခဲ့တာနည်းOh shit! Oh! What the fuck? Hey, yo. Hey, yo, dai yo thoa ji de. Hey. Hey, yo, di la ya khan ne ya kwa. La ji le lo. Yo, ba ji le lo. Kwa. Ma ji la dai yo thoa jiတွေ့ရတော့ငါပွားလည်းတက်တွေးခွင့်မရဘူးကျွန်တော်ခုံပြီးတော့တက်ကြည့်လိုက်အောင်ညတခုကရတယ်ကွာโอเคကျွန်တော်ဒီဘောလေးတက်ကြည့်နေဗျာတို့တက်အောင်လို့ဒီဦးလေးကိုထပ်မေးရပြန်ပါပဲကဲဦးလေးကျေးဇူးနဲ့ကျွန်တော်သွားလို့ရပါပါဒီကောင်လေးအနေနဲ့ပေးကြည့်လိုက်ဟောပေးလို့မရဘူးကွာအိုးရောကြီးကျွန်တော်တန်ကြိုတော်ကြီးကကြောက်ကြကြီးတော်ကြီးအမလေးငါ့ဘုံကြီးမှလာပြီးတော့တက်နေရတယ်လို့ကြောက်ပါတယ်ဆိုနေမှာဟောအိုး shit မလုံးနေမစကားမပြောနဲ့ငါ့မှာကြောက်နေတာတော့လည်းဘယ်ကောင်နေတွေ့အောင်မလဲမသိဘူးကွာထပ်ကြည့်လိုက်အောင် let's go ဒီအောက်အုံးမင်းကြီးဒီမှာအော်မသိဘူးကွာမသိရကန်ကောင်းတယ်ကွာဒီโอเคဒီဦးလေးပြပုံရပါဒီရှိနေနေနန်းလောက်သွားရင်နဲ့ဒန်ယိုအိုးအေးတော့ဟာတိတိထပ်တွေ့ရတယ်အဲ့ဒါတခါကြီးလေကွာဟဲ့အိုးစားလိုက်တာတို့ပြန်တဲ့ပုံကြီးပြလာတယ်ကွာအိုးโอเคကျွန်တော်ရှင်းနေထပ်ပြီးတော့တွားကြည့်တော့ဗာလေးရှင်းဦးမယ်ကွာဟိုးမတွေ့လားအငှက်တွေအုပ်စုလိုက်ပြန်နေကြဘာလို့လဲမသိဘူးမကြီးလားရေကန်ကြီးရတယ်ကြေတော့ရှင်းနေတာပဲကောင်းကြီးကတိန်ရတယ်ဆောင်းရမ်းကိုလှတယ်သူတို့ဒီမက်ကတောင်းရမ်းကောင်းတယ်ပေါ့နော်အဲဆိုရင်လည်းကျွန်တော်စောနာတွေ့ခဲ့တဲ့ဒန်ယိုသောကောင်ပြန်ပြီးတွေ့ရတယ်ပေါ့နော်အိုးဟိုးမအိုး no အေးကြည့်ပြီးချက်သိမ်းမှာထားတယ်ကွာကြည့်တော့ဒီကောင်ကြီးကကြောက်ဖို့ကောင်းတယ်အိုးတော့မိုက်တယ်ကွာမိုက်ရတော့မိုက်ပါတယ်ကဲကျွန်တော်ဒီအကောင်ကြီးတွေကလည်းစောင်းရမ်းကိုလှတယ်ဗျသူတို့အယောင်ကြီးကဘလို့ကြီးလဲအောင်မသိဘူးကျွန်တော်ပြောပြတယ်ကျွန်တော်ဆက်ပြီးတော့တွားပြီးကြည့်အောင်နော်ကောင်းတက်ကြည့်လိုက်အောင်ထပ်ပြီးတော့နံပါတ်ပြည့်တယ်ဘယ်ကောင်မှဖင်ရဘယ်ကောင်မှလို့လဲကျွန်တော်တွားပြီးတော့ဆက်ပြီးလေးလာကြည့်အောင်ဆက်ပြီးစူးစမ်းလေးလာရေးပေါ့နော်အားလုံးပဲဒီနေ့ဗီဒီယိုအစားဆုံးကြည့်ရှုပေးကြတဲ့ viewer တွေကတော့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီတဲ့ဘူကောင်းတဲ့ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါအောင်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးနဲ့ကူညီခဲ့ပြီးလို့ရပါတယ်ဒါပါပဲခင်ဗျာ like and subscribe လေးနဲ့များများလေးကူညီခဲ့ပြီးပါပါတော့ကျွန်တော်အောင်မြင်တော့ရင်ဒီတဲ့ပို့ပြီးကြိုးစားပါအောင်ပဲလို့ပြောချင်ပါတယ်